အိမ်ဆောက်ကြပဲဟယ်လိုမင်္ဂလာကျွန်တော်နာမည်မိုက်ကယ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာအခုမှာ Survivor SWU episode 2လေးဖြစ်ပါတယ်ကျွန်တော် video လေးကိုကျွန်တော်တန်းလိုက်ရ subscribe နဲ့ share လေးလုပ်ပေးတော့ကြပါကဲ video ဖိုင်ရဆိုကျွန်တော်အခုဒီမှာ action and steps ဘူးလေးထည့်လိုက်ကျွန်တော်ဒီဘူးလေးထည့်ဖို့တော့ကျွန်တော်ခေါင်းတော်တော်ကိုက်လက်ရပါတယ်ကျွန်တော်ဒီနေ့မှာအခုဒီမှာကျွန်တော်ပြထားတဲ့အိမ်လေးတဲ့တောက်ထက်မိုက်လေးလုပ်ရဖြစ်ပါတယ်ကျွန်တော်အခုအိမ်ဆောက်တော့ပစ္စည်းရတော့တော့ဆိုမဆုံးသေးကားပေါ်ကခဏလေးဒီမှာဒါမျိုးလုပ်လိုက်ပါနောက်ခုစနေဒီ Asia staff ကတော်တော်မိုက်တယ်ကျွန်တော်တော်တော်ကြိုက်သွားပြီဒါပေမဲ့ဒါတော်တော်ကောင်းစားလိုက်ရကျွန်တော်ဒီမူလေးဆက်အတီးရဘလို့လေသူရဲ့ file ရောတောင်းပြလိုက်ကွာဒါပေမဲ့ထည့်နေမသိရောကျွန်တော်တော်တော်ကောင်းကြိုက်သွားကျိုးသွားပြီကဲ I pick up တော့ချင်းနေရောသူ music တဲ့တော်တော်လေးကျွန်တော်သဘောကျပြီကျွန်တော်ခုအိမ်ဆောက်ဖို့ဖြစ်စေအလုံးလောက်ရှိပြီဆိုတော့ကျွန်တော်မြကြီးလိုက်ရှင်းနေပါလေဒီအိမ်ဆောက်ရော Minecraft တဲ့တရက်နဲ့3ရက်ကြာမှာပေါ့ဘာလို့လဲဆိုတော့most time မှာလာနောက်ချက်လဲမှာခက်တယ်လေအဓိက creeper ပေါ့အခုကျွန်တော်ရဲ့အိမ်လေးစောင့်နေပါပြီအိမ်ဆောက်ကလည်းနည်းနည်းကြာပြီဟုတ်တယ်ကျွန်တော်အိမ်ဆောက်လည်းအိမ်တိုင်းကြည့်ရမှာပြမဆိုကျွန်တော်အမြင်လေးနဲ့ကြည့်ခိုင်းလိုက်ပါမယ်ကဲကြည့်လိုက်ကြစို့ပြောပါလည်းမသိဘူးခွေးတကောင်ပဲခဏသူ့အယူကျွေးရောက်မယ်အယူတစ်ချောင်းမရှိရင်တစ်ချောင်းလောဆယ်ရွှေ့တယ်မယ်ခီလာမသိတခါရောက်ခဲ့တယ်မခင်အောင်ဒီတာဘိုးထဲကအယူပဲတစ်ချောင်းရှိတယ်မသိနှစ်ချောင်းရှိတယ်ခဏနှစ်ချောင်းလောက်ဆိုတော့ရက်လာမှာပါဒီတော့ထပ်ပြည့်တယ်ကွာသူကရော့ခင်တော့ပါကြည့်ရတာသူဘာသာရှိလဲမသိဘူးအရင်ထိုင်ခိုင်းကြည့်မယ်ရထားအသားစားမလားရော့ထိုင်နောက်ခွေးတစ်ကောင်ကောင်းခင်ဝိုင်းဆိုအခုကျွန်တော်လို့လားမြင်းတစ်ကောင်လို့ကမြင်းကခရီးအတွက်သွားလာရဆင်ပြေအခုလို့ဆိုကျွန်တော်အလုပ်ကိုကျွန်တော်ဆက်လုပ်လိုက်မယ်ကျွန်တော်ခေါင်းကဟုတ်တော့တော့ခေါင်းပဲတော့ရှိတယ်ပြန်ပြလိုက်အောင်ကျွန်တော်ခုကပြေပြီးသွားပြီခုနထက်ဆာရတော်သေးပါခုနကသူ့ရဲ့ခေါင်းကတော်ရှိနေအမှားတရားရှိနေတာဆိုတော့ကျွန်တော်ပြင်လိုက်ပါခုမှနည်းကြည့်ကောင်းလို့အော်ဒီမှာကျွန်တော်မြင်းတက်ရထားပါဒီမှာဒီပြချန်ပီယံမြင့်တယ်မှကျွန်တော်ဒီမြင့်ဆိုချိန်ပါအဲ့တော့ဝိရတယ်ဟာဒီကောင်လေးစင်းလောက်တက်ပြရပဲအော်ဒီရောကျွန်တော်ခုမှအိမ်ဆက်ဆောက်တော့ဖြစ်ခဏမဆောက်ခင်ကျွန်တော် F လေးတော့အစ်စ်လေးလုံးပါအစ်စ်မလို့မရတော့ကဲကျွန်တော်အိမ်ဆောက်ရလေးပဲအခုပဲစလိုက်ကြစို့
ကျွန်တော်အခုတော့အိမ်ဆောက်ပြီးပါဆိုတော့မီးလိုက်ထိုးရအောင်မယ်ကျွန်တော်အခုမြင်းလေးရထားခွေးလေးရထားဆိုတော့အိမ်မှာလည်းမအောင်နေရပဲကျွန်တော်ဒီအပေါ်ထပ်ပါတော့ကျွန်တော်ခဏလေးမြင်းရမှာထည့်လောက်ဝင်လိုက်တည်ကျွန်တော်ခွေးရှိဒါမှကျွန်တော်ဘူးလေသမင်းဆိုင်နေရပေါ့ပြောစီအားလုံးပဲကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်နောက်အပစမပြန်တွေ့ရအောင် bye bye